အားမိုဘိုင်းမှာကြိုဆိုပါတယ်ကျွန်တော် iPhone model အမြင့်နေပဲကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်မိတ်ဆက်ပေးတာများတယ်ကျွန်တော်ဒီနေ့ iPhone မှာ model အနှိမ်လေးတွေဖြစ်တဲ့ကျွန်တော် iPhone 6တွေ6 Plus တွေ 6S Plus တွေပြီးလို့ရှိရင်7တွေအဲ့ဒါလေးနဲ့လည်းမိတ်ဆက်ပေးမယ်ကျွန်တော်တို့ M model တွေဆိုလို့ရှိရင်မှန်ကကျွန်တော်ရိုးရိုးမှန်ဆိုလို့ရှိရင်3000ဝန်းကျင်လောက်ပဲရှိရပါတော့ original မှန်ဆိုလို့ရှိရင်ကျွန်တော်6000ဝန်းကျင်လောက်ရှိတယ်9000ကျော်6000လောက်ရှိတယ် original တချို့တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့9000 8000လောက်တိကိုရှိတယ်တချို့8 Plus တို့ဘာလို့ model တွေဆိုလဲအဲ့လောက်ဝန်းကျင်လောက်ရှိတယ်အဲ့လောက်ကြီးမသုံးချင်ဘူးသူကြောက်ကြောက်ဈေးကွက်ထဲမှာတော်တော်လေးကိုနဲဝိုက်ပေါ့နော်အဲ့ model လေးတွေဒါပေမဲ့တချို့မှန်နေကွဲနေတယ်မှန်လဲခြင်းနဲ့အများကြီးမသုံးချင်တဲ့လူတွေအတွက်ကျွန်တော်ရှိမှာဒီမျိုးကိုက်ကူတွေကပစ္စည်းလေးရောက်တာရှိတယ် 6S Plus တွေပါတယ်6 Plus တွေပါမယ်ပြီးရင်6တွေ7တွေ8 Plus တွေအဲ့ model လေးတွေပါတယ်ဈေးနှုန်းအရန်ကိုမှတက်တာတယ်သူကကျွန်တော်ရိုးရိုးမှန်ပဲရိုးရိုးမှန်ဟိုမှာအော်နီးနီးရုပ်ထွက်လေးတွေတော်တော်လေးကောင်းတယ်ကျွန်တော်ရှိမှာဒီကိုက်ကူတစ်စိတ်တွေရှိတယ်ပြီးလို့ရှိရင်ကော်ရှိုးတစ်စိတ်ပါမယ်ပြီးလို့ရှိရင်ဒီ Risco တစ်စိတ်လေးတွေရှိတယ်ဒီတစ်စိတ်3မျိုးလေးရှိတယ်ပစ္စည်းကတော့သူကရိုးရိုး quality ပဲဒါပေမဲ့သူ့ရဲ့ရိုးရိုးကကျွန်တော်တို့အော်နီးနီးကိုမှရုပ်ထွက်တွေတော်တော်လေးကိုမှကောင်းတယ်ကျွန်တော်လဲပြီးသွားတဲ့ချိန်ကျရင်ရုပ်တွေဖြော့သွားမှာလို့ပြီးလို့ရှိရင်နောက်တစ်ခုကရုပ်တွေဖြော့သွားတာတို့ပြီးလို့ရှိရင် touch ကြောင်တာတွေဗာဒီစိတ်ပူစရာမလိုစိတ်ချလက်ချသုံးလို့ရတယ်ဒီကောင်လေးတွေလိုအပ်တယ်ဆိုရင်modern အနှိမ်လေးတွေလိုအပ်တယ်ဆိုရင်ကျွန်တော် star set ပြပါဖုန်းနံပါတ်ဖြစ်တဲ့090160 5လေးကို Viber မှာဆက်သွယ်ပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်